ပြီလားပြန်လာခဲ့တော့အခုတော့မင်းသမမိုးဝေးမြကြတဲ့ချိန်တိုင်းအနေနဲ့တော့မင်းပြန်လာမလားဆောင်းရောက်သွားတယ်ငါ